တူဒေသောသားလေးဖြစ်တဲ့လီယန်လေးကိုရှင်ပြုပရိခရာပြုပေးခဲ့တဲ့မေမေယုံဝတီလွင်မို့ကဲပရိသတ်ကြီးတို့၏သမီးဖြစ်သူဘာရီလှလုံးအမြဲတမ်းပြုံးပြုံးကြီးထိုင်ကြည့်နေခဲ့တဲ့တရုတ်ဆောင်လွင်မို့ကတော့သမီးဖြစ်သူရဲ့သားလေးကိုနောက်ထပ်တစ်ကြိမ်ထပ်မံပြိုးထောင်နေခဲ့ပြီပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းငငယ်ရွယ်နဲ့အိမ်အောင်ကြခဲ့ရတဲ့ယုံဝတီလွင်မို့ကလွင်မို့ရဲ့စူပူခြင်းကိုမခံရဘဲသမီးစိတ်ချမ်းသာမယ်ဆိုရင်လှုပ်တာလှုပ်ဆိုတဲ့အားပေးစကားအောက်မှာပဲရှင်သန်ခဲ့ရတာဖြစ်ပါတယ်သမီးဖြစ်သူခင်ပွန်းနဲ့ကွာရှင်းပြက်ဆဲလိုက်ကြတဲ့အခါမှာလည်းသမီးနောက်မှာအဖေတို့ရှိတယ်ဆိုတဲ့စကားနဲ့သာအမြဲတမ်း supporting ပေးနေကြတာကြောင့်ပရိသတ်တွေအားလုံးကတော့မှလွင်မိုးလိုဖခင်မျိုးကိုအားကျနေကြတာပဲဖြစ်ပါတယ်။သမီးဖြစ်သူယုံဝတီလွင်မိုးကလည်းအိမ်တော်ကွဲဖြစ်ပြီးတခုလက်ဖြစ်သွားတဲ့သူ့ကိုယ်သူနည်းနည်းလေးမှစိတ်သက်ကြမနေပဲနိုင်ငံခြားမှာကြောင်းတက်လို့မပြီးမချင်းတားဖြစ်သူကိုအဖိုးအဖွားတွေနဲ့သာကြီးပြင်းစေခဲ့ပါတယ်။ဒါကြောင့်ပဲလီယန်လီကလည်းအဖိုးအဖွားတွေလက်ထဲမှာကြီးပြင်းခဲ့ရပြီးမိခင်ဖြစ်သူနဲ့အတော်လေးဝေးနေကြတာကြောင့်အနေစိမ့်နဲ့အထိပါဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းမိခင်ကောင်းပြီးသားတဲ့ယုံဝတီလွင်မို့ကတော့မိသားစုတွေဆုံးဆုံးလင်းလင်းနေနိုင်ဖို့မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးအမှုပညာအလုပ်တွေကိုသာပြန်လည်လုပ်ကိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာဆိုရင်လည်းနည်းနည်းလေးမှအဟိတ်အဟန်မရှိတဲ့ရှင်ပြုမင်္ဂလာပွဲကြီးကိုကျင်းပပေးခဲ့ပြီးတူဦးတဲ့သောရှိတဲ့သားလေးကိုအပြည့်အဝပံ့ပိုးပေးနေခဲ့တာပဲဖြစ်ပါတယ်။သူတို့အနေနဲ့ကတော့ကြီးကြီးတက်ကြီးဖြစ်အောင်လို့မီဒီယာတွေခေါ်ပြီးလှုပ်လို့ရပေမဲ့တူတူတိတ်တိတ်နဲ့မြမယဉ်ကျေးမှုဓလေ့ထုံးစံအတိုင်းလုပ်ခဲ့ကြလို့ပရိသတ်တွေကတော့အတော်လေးကိုချီးကျူးနေခဲ့တာပဲဖြစ်ပါတယ်ဗျာ။